ချင်းမိုင်မြို့မှာရှိတဲ့အမြင့်ဆုံးတောင်လို့ပြောတဲ့ Giant တနွန်တောင်ထိပ်ကိုသွားလေ့ကြမယ် Cloud Forest လို့လည်းပြောတဲ့ခါကျတော့ဘာလဲပေါ့တက်ကြည့်ချင်တယ်ဆိုပြီးတက်ကြည့်လိုက်တဲ့ခါကျတော့လုံးဝတလန်းလုံးမျိုးရီဆိုင်အေးစိတ်နေရောအရန်မိုက်တယ်လေလေးကလည်းတဖြူဖြူနေဆိုတော့လုံးဝ fresh ဖြစ်တယ်လမ်းဆန်းနေရောပဲတခါမှမကြုံဘူးတဲ့အတွေ့အကြုံလို့လည်းပြောရမှာပေါ့နော်အစတော့ဆိုရင်ချင်းမိုင်တစ်ခါသွားမယ်ဆိုရင်ဘန်ကောက်ကနေချင်းမိုင်ဆိုရင်9နာရီလောက်ကြာတယ်ဆိုတဲ့အခါကျတော့သွားဖို့စဉ်းစားတယ်လမ်းခီကိုကားကို9နာရီလောက်ကြီးကိုယ်တိုင်မောင်းပြီးသွားရမှာတောင်မဟုတ်လို့ရှိရင်တယောက်ကလေးစီမောင်းပြီးသွားရမှာဆိုစဉ်းစားတယ်ပေါ့နော်သွားချင်ဘူးအချိန်ကြီးအရန်ကြာတယ်လေရင်နဲ့သွားမယ်ဆိုလို့ရှိရင်လည်းဈေးကြီးရယ်လေအဲ့တော့ကိုကားလေးနဲ့ပဲကိုသွားမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့သွားလိုက်တယ်အိတ်လိုက်သွားလိုက်နဲ့အဲ့ခါကျတော့ Giant တနွန်တောင်ထိပ်ကိုတက်ကြမယ်ဆိုပြီးတော့အမြင့်ဆုံးတောင်ဆိုတဲ့ခါကျတော့တက်ကြည့်မယ်ပေါ့ဒါပေမဲ့ Cloud Forest ထဲတော့ဝင်ခွင့်မရဘူးဒါပေမဲ့အဲ့ဒီကိုသွားတဲ့လမ်းတောက်လျှောက်လေးရဲ့ရှူခင်းလေးတွေကိုရိုက်ခဲ့တာဆိုတော့အားလှနေရောအရန်မိုက်တယ်ဆိုလုံးဝကိုမကြုံဘူးပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်မြူဆိုင်တာတော့ကြုံဘူးလေကွာဒီလိုမျိုးတောင်ထိပ်ပေါ်မှာတို့တိမ်နေတဲ့ရောက်သွားတဲ့ခံစားချက်လိုမျိုးပေါ့ပတ်ဝန်းကျင်မှာမမြင်ရဘဲနဲ့လုံးဝကားကိုဖြည်းဖြည်းချင်းမောင်းပြီးတော့လမ်းတွေကလည်းလုံးဝဆူဆွတ်နေတဲ့အခါကျတော့ကားကိုလည်းတတိထားပြီးမောင်းရတယ်ပေါ့နော်အဓိကအားသာချက်တစ်ခုကတော့လမ်းတွေကအရန်သာယာပြီးတော့လမ်းတွေကလည်းအရန်ကောင်းမွန်နေရတယ်ပါတယ်အဲ့ဒီတော့ကိုအရန်တော့ကြောက်စရာတော့မလိုဘူးအဲ့လိုမျိုးတောင်တက်ကားတဲ့ဟာကိုကြိုက်တယ်အေးတဲ့ဒေသကိုကြိုက်တယ်တောင်ပေါ်ဒေသတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့သွားလေဖို့အတွက်ကို recommend ပေးခြင်းတယ်ပေါ့နော်ချင်းမိုင်ရောက်ပြီဆိုရင် Giant တနွန်တောင်ထိပ်ကိုသွားလေတင်တယ်အဲ့ဒီ Cloud Forest ကကျတော့ညနေ9နာရီဆိုပိတ်တယ်လို့ပြောတယ်ဘာလို့ဆိုကိုအထင်ပေါ့နော်တေချာတော့မသိဘူး9နာရီပိတ်တယ်ဆိုတာလေအခုလိုမျိုး4နာရီ2နာရီ3နာရီ4နာရီဝန်းကျင်တော့ငါဒီလောက်ထိမျိုးတွေဆိုင်းနေရဆိုရင်ညနေ9နာရီနောက်ပိုင်းဆိုရင်လုံးဝပိတ်တိတ်သွားလောက်မှထင်တယ်သူကအမြင့်ဆုံးတောင်လေးဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့သွားလိုက်မယ်ဆိုလို့ရှိရင်တော့တစ်ခါတော့သွားလေကြည့်သေးတယ်ဗီဒီယိုလေးကိုဆုံးအောင်ဆက်ပြီးကြည့်လိုက်ပါအောင်နော်